ကဲကျွန်တော်တို့ခုမြင်ထွေးနေတာ Valentina အမကန်ခံရပြီစောက်ဘက်ကိုမြန်မာလိုခိုးဆိုပြီးအမရောက်မဟုတ်ဘူးအရောက် Valentina ပြန်ကန်သွားတာ Oh my god ပြောကောလိုက်တယ်မေးဟာမင်းအောင်ဟုတ်တယ်အဲ့ဟိုကောလာရောက်ပြော Valentina ကိုဆိုဒီကောင်ပြောတာ Hero တိုင်းရဲ့ AD ကိုယူပြီးတော့ကျုံးနိုင်တယ်ရောခဏဟုတ်တယ်ချောကန်နေလိုက်တယ်ဒါပေမဲ့လေဟုတ်အမရောက်ချင်း flick ကလေးနဲ့ပြန်ကုန်ချောတူလားငါလားပြန်မေးတော့ကောင်းကြီးချိုးလိုက်တော့ Oh my god ဒီတခါကျွန်တော်စေဗာနာရဲ့ AD နဲ့ Okay ဒါ Lancelot ရဲ့ AD နဲ့ဦးရော flick ကနဲ့တွဲသုံးတော့လာတာဟာ Okay ဒါတော့ကျွန်တော် degree ရဲ့ Oh my god တော့ဒါတော့ဒီဘောရဲ့ AD ဟုတ်ရင်အဲ့ဒါစေဗာနာရဲ့ AD flick ကနဲ့တွဲသုံးပြပြော Valentina the art of Valentina ဘာညာရောကျွတ်စင်ရောကျွတ်စင်ရောမရှုံးလို့မရအောင် Okay အယောရေကီမီရဲ့ AD နဲ့ပြန်တက်ပြသွားတယ်ပြောရင်မော်စကိုရဲ့ AD နဲ့ပြန်တက်ပြလာရောကြိုက်လာတော့မသိဘူးကိုရတော့ဆောက်ရဲနေကြိုက်နေဟုတ်ပါရင်ကိုကျွန်တော်လည်း Valentina မကင်တတ်တာတော့မဟုတ်ကင်တော့ကင်တတ်တယ်ဗျာဒါပေမဲ့သူ့လိုမျိုး hero တိုင်းရဲ့ AD ကိုလိုမျိုးမြန်မာလိုကြီးခိုးပြီးတော့ဗျာသိရမလားဘလို့အသုံးချမယ်ဆိုတော့အုံတော့ကြီးကတွေးနိုင်တဲ့အထိတော့ကျွန်တော်အဲ့လောက်မကြမ်းဘူးဗျာသိလားဒီဘက်ဆောင်းရဲကျန်းတယ် Oh my god ခုဆိုလေကျွန်တော် ADS ရဲ့ AD ကိုခိုးပြီးတော့အမှဖုန်းအမော်ရောအယောင်ကျန်းနေအခုဆိုလေကျွန်တော်တို့ယောရှေမတ်စမရဲ့ AD ကိုပြီးမတ်စမကိုပြန်တက်တယ်ရှိုးလာ Oh my god ဟောတယ်ခင်ဗျာ Okay တော့ရင်း AD ကိုခိုးပြီးပြန်အုပ်တာယောရှေကျိုးစရာကြီးတော့ဒီကောင်ကင်တတ်တာကျိုးစရာအော်ယောအိတ်စပေါင်းရဲ့ AD ကို flick နဲ့တွဲသုံးပြီးလိုက်တယ်ကြိုက်တယ်Okay ရောဘာကြီးရောဘာကိုလဲအိုးရောဂျာရဲ့ AD နဲ့မြန်မာလိုဝင်ကိုတယ် triple K တယ်ခြိုက်ပြီ Okay ရောရောဂျာရော magic item လေးနဲ့လဲ damage တွက်တာပဲလား Oh my god ကောင်းလားရောဟုတ်တယ် mini ရဲ့ရောရှေ့စင်းကြီးရောမင်းစစ်တော့ဒီက AD ပါတွဲသုံးပြလိုက် Oh 3 manဟဲ့အောင်ရှေ့ရောကားပါမောင်းပြောင်းပါရောဒီဘဲတော့ငါကြိုက်နေပြီဒီဘဲတော့ငါကြိုက်နေပြီဒီလိုဘဲမျိုးဘဲမှာသွားဝယ်လို့ရမလဲပြောလိုက်တော့ဒါတော့မေးပလီယာစစ်ဆိုတာဒီလိုမျိုး hero တွေကိုစောင့်ရင်ကျန်းအောင်ကင်တဲ့နေမှာမေးပလီယာစစ်လို့ခေါ်တာကောင်းညို့တစ်ချက်ရှိုးလိုက်ဟဲ့အောင်ရှေ့ hero ပူးရဲ့စောင့်ရင်ကျဲတယ်ကွာကျွတ်စင်ကြီးမိနေတူတယ်အိုးကောင်းလား Okay ရစမောကြီးကောင်းလားနော်အဲ့လိုမိမို့နည်းနည်းလေးပဲလို့တော့ Okay ပြန်တက်ပြတော့ဟုတ်တယ်ဝက်ကရီကောတော့ပြနေပြီ Okay ကွက်တည်းကျွတ်စင်ကြီးရောမလွတ်တော့နဲ့လို့ရောက်ရှိကောတယ်ကောက်ကူရာကင်တဲ့ကောင်နေဆိုရင်အဲ့လိုမျိုးဟမ်းမှုတော်တော်လေးကိုခက်တယ်ဗျာသိလား Okay Harry က AD ဖွင့်ပြီးမြန်မာလိုကြီးအုပ်တယ်ပေါ့နော်ဒါပေမဲ့လည်း level 20လောက်ကွာနေတဲ့အချိန်မှာတန်းကူစောက်ရင်ကောင်းလုံးနဲ့ကောက်ကူရာလေးပါလားလို့နော်စောက်ရင်ကောင်းလုံးနဲ့ကောက်ကူရာလေးပါလား Okay Frank ကမြန်မာလိုကြီး AD နဲ့ခုန်ကြိုက်တယ်အမှထိုးတယ်ဒါပေမဲ့ရော flicker ပြန်လွတ်သွားတယ်ဒါပေမဲ့လည်းသူ intercept နဲ့ပြန်ပြသွားတာကောင်းလိုက်တဲ့ main player လေးရောကောင်းလားဟာမင်းက2မိုင်လောက်ရှိရကွာဖြစ်လုံးပါဟာ2မိုင်လောက်ရှိရကောက်ဘူးလားမြန်မာလိုကြီးဝင်သွားတာဟုတ်မှာကောင်းတော့ကွာငါကောင်းတယ်မပြောတော့ဒီတိုင်းမထိုင်ကြည့်နေဝါဝတ်ပြန်ကြတာယောရှေကတိတာတကွက်ပြန်ပြတော့ကဲနောက်တစ်ကွက်ထပ်ပြလိုက်တယ်ဟုတ်လား Okay AD နဲ့ရောမလွတ်တော့နဲ့တူတယ် AD ပိုင်းမလွတ်တော့ဘူးရောဒါပေမဲ့ရော flicker နဲ့ပါလာတာရောကြီး Okay ကျော်ကမြန်မာလူကြီး AD နဲ့ပါလာတာ Okay AD ခွဲပြီးမြန်မာလူကြီးဝင်တယ်အဲ့မှာsecond one နဲ့ second two နဲ့တက်ပြသွားတာကောင်းတာဟာ AD မလို့တော့ Okay အဲ့တော့ဟုတ်တယ်ပေါ့နော်ဒီကကျွန်တော်တို့ဒီကတိတာတော်တော်လေး damage ထွက်တယ်ဗျသူရဲ့စကေးတွေပုံမှာမိအောင်သုံးနိုင်မယ်ဆိုရင်တော်တော်လေး damage ထွက်တယ်ပေါ့သူကအဲ့တဲ့ကွန်းနှစ်ကွက်လောက်ထွက်ပြီဆိုတာနဲ့ damage ကတော်တော်ထွက်တတ်တယ်မပါတယ်ကတိတာအဲ့ကြောင့်တော်တော်လေးကျင်းတယ်ဟိုကတကယ်သုံးတတ်ဖို့ပဲလိုတာပေါ့ကျွ
ကြည့်ဦးကွာပြေးလည်းမလို့ oh my god ဘုန်းနဗီယာဆိုရင်နှစ်စင်းလောက်ပြေးလို့ရလဲပြေးမလို့တော်တော်စိုးနေချင်းကြီးโอเคကန်နေလိုက်ရောကန်တော့စကေးဝမ်ထွက်အောင်သုံးသွားသေးတယ်လို့နော်ကန်မဲ့ဒီဟာလေးကိုကြုံပြီးစကေးဝမ်ဒါမှမဟုတ်ကန်ကောင်းသွားလာတော့မသိဘူးโอเคရောဖန်နီလည်းပြေးမလို့ဘူးလားရောရေတော်တော်စိုးနေဖန်နီတော့ပြေးမလို့တော့ဘူးဒီကဟွာကြီးကကတိလာကြီးကရောရေတော်တော်စိုးနေပြီဟာGlobal number 1 Selena. Oh my god. ဒါလာမဲ့လမ်းကိုမှန်းပြီးတော့သူပြစ်တာပေါ့တကယ်မှန်းနေတဲ့ကောင်ရှိရတယ်အဲ့ Selena မတာဝင်းနေတော့ဆိုအဲ့လိုမျိုးတကယ်မှန်းပြီးပြစ်တာကျွန်တော်သိတဲ့လောက်ဆိုမြန်မာမှာဆိုအားတန်လားကျွန်တော်နာမည်တော့မေ့နေဗျာဆိုရီတော့နာမည်မှားသွားရင်ဆိုရီတော့အဲ့ဝါဆိုလေသူ Selena ဆိုလေတော်တော်ကောင်းနေဗျာဟိုးရင်တော့ဗျာသိလားနည်းနည်းတော့ကြာပြီပေါ့ဒါတော့ကိုတိမလားတော့မသိကျွန်တော်ပဲနာမည်မှားလာမသိတော်တော်လေးကောင်းတယ်တော်တော်လေးလည်းတိကျတယ်ပြင်ဘယ်လိုဆလီနာပရိုတွေဆလီနာကင်တက်ပြီဆိုရင်သူကအမန်းတော်တယ်ညာပြင်တို့ရညာတိုင်းအမန်းချင်းလာတော့ကျွန်တော်မသိဘူးပေါ့ဒါပေမဲ့အမန်းကတော့တော်တော်ချက်ရှိုးတယ်အဲ့မှာသူထွက်လာမယ့်အချိန်ကိုသူက second light တွက်ပြီးတော့ဘလို့ကောင်းရမလဲဆိုတော့ငါတို့ကြီးချုံးတဲ့ကောင်ခွေးချောင်းတဲ့ကောင်တော်တော်ဆိုးတယ်ကောင်โอเคရောခဏလေးရောအဲ့ဒီနဲ့လော်ခိုးတော့မှနေမှာရောအဲ့ဒီနဲ့လော်ခိုးတော့မှရောစေဗီယာဖူးရောရေဟုတ်တယ်အဲ့ဒီနဲ့လော်မြန်မာလူကြီးကိုးသွားโอเคကောင်းတာဟာကိုရောရင်နာပြင်းနေရပဲစေဗီယာ1 hit လေးကြည့်ချင်တော့ကွာစေဗီယာ1 hit လုံးလို့ရပြီโอเคအမှတစ်ခါကောင်းလာရောတစ်ချက်လေးစောင့်လိုက်ရနော်ဒါပေမဲ့ဟိုကောင်ကအဲ့ဒီမရှိလို့လားမသိအဲ့ဒီဖြေလို့ရတာโอเคအဓိကကျွန်တော်တို့မေးပုံရရည်များပြီးရဲ့ထပ်ပြီးရှိတဲ့စိတ်ထားတစ်ခုကဘာလဲဆိုတော့စိတ်ရှည်တာပဲအဓိကဒီဘဲဆိုစိတ်ရှည်တော့ရောမလို့ပထမကျွန်တော်တို့ဆိုရင်ပထမဆုံးတွေ့ရကောင်ဟာဒီကောင်တွေ့ရတာနဲ့ဒီကောင်အုပ်မယ်ဆိုတာမျိုးပြန်ပြန်ဒါပေမဲ့ဒီကောင်ဆိုရင်တစ်ကောင်ဆိုရင်တစ်ကောင်နှစ်ကောင်ဆိုနှစ်ကောင်တေချာလေးစောင့်ပြီးတော့မှအုပ်တာကျွန်တော်တို့လိုမျိုးမဟုတ်ဘူးဘဲမြင်ရအုပ်မဲ့အောင်မဟုတ်ဘူးနော်တကယ်ပလန်နဲ့ညံနဲ့အဲ့လိုမျိုးသူစင်โอเคမနှစ်ကောင်မြင်လားအဲ့လိုအချိန်မျိုးစောင့်တယ်နှစ်ကောင်ဒါပေမဲ့နှစ်ကောင်မိမသွားဘူး။အော်ရောနည်းနည်းလေးတော့မိတယ်လို့ရှိနေတယ်။ပြန်မကျုံးတော့ဘူး။ပြန်မကျုံးမရဘူး။ Okay ဖုန်းရောင်ကြီးသွားပြီလေဒီ။ level 4ပဲရှိသေးတယ်နော်။ damage တော်တော်ပါနေပြီ level 4ပဲရှိသေးတယ်။ဒါဆိုအဲ့ဒါတော့ဘွက်တောင်ထွက်သေးဘူးလို့ပြောရမလားမျိုး။အဲ့ဒါထွက်တောင်တော့ဘွက်ပေါ့ဗျာ။ Oh my god တော့ကဲဘယ်လိုလဲခေါင်းကြီးကိုမေးပလီယာစစ်ဆိုတာဘာလဲဆိုတော့နားလဲသွားပြီ။စောင်းရမ်းကြိုက်သွားပြီမလား။ကြိုက်တယ်ဆိုရင်တော့ video လေးကို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာပြီးကြတော့ကျွန်တော်ကဒီ video ပိုင်ရှင်တယောက်ချင်းစီတိုင်းကိုလေးစားစွာ credit ပေးပါတယ်ကျွန်တော်က reaction လုပ်ပေးရုံပဲဖြစ်ပါတယ်ခင်ဗျာကဲဆိုရင်ခေါင်းကြီးတို့ဒီနေ့ video လေးကစကားတောင်ထစ်ကုန်ဒီနေ့ video လေးကဒီနေ့အတွက်ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ brother တို့အနေနဲ့အဆင်ပြေရဆိုရင်ကျွန်တော် video လေးတက်တိုင်းမှာVPN လေးနဲ့ကြည့်ပေးဖို့လေကျွန်တော်တောင်းဆိုချင်တယ်ပေါ့နော်ဒါကတော့အဆင်ပြေလူကြည့်ပါအဆင်မပြေတော့မကြည့်ပါနဲ့ခင်ဗျာဒါကတော့ brother တို့ရဲ့ရွေးချယ်မှုဖြစ်ပါတယ်ကျွန်တော်ကို supporting ပေးခြင်းနဲ့ဆိုရင်တော့ကြည့်ပေးတာပို့ပြီးကောင်းပါတယ်ခင်ဗျာကဲဆိုရင်မလို့ဒီနေ့အတွက်လောက်ပါပဲအဆုံးထိကြည့်ပေးကြတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye ပါ